Yo, what up, everybody? Joe, B-Boss ခုမှစလုပ်တဲ့လူတွေအမေးများတဲ့pause နဲ့လေးစားတန်ဘယ်လိုလုပ်လဲနဲ့လာမေးကြရပေါ့နော်ဆိုတော့အဲ့အတန်ကိုဘယ်လိုလုပ်ရလဲဆိုတာကိုဒီနေ့မှာကျွန်တော်ပြောပြပေးသွားမှာဖြစ်ပါတယ်ဆိုတော့မပြောပြခင်မှာကျွန်တော်ရဲ့ channel လေးကိုအရင်ဆုံး like and subscribe လေးလုပ်ခဲ့လို့ရပါတယ် pause နဲ့မှာအရင်ဆုံးပထမဆင့်နဲ့ဒုတိယဆင့်ဆိုပြီးတော့နှစ်မျိုးရှိမယ်ပေါ့နော်ပထမဆင့်အနေနဲ့ပြောရမယ်ဆိုရင်ဒီ position ပေါ့နော်ဒီပါဇက် position ကဒီအတန်တစ်ခုမှာအရင်အရေးကြီးဆုံးလို့ပြောလို့ရတယ်ဆိုတော့ဒီ position ကိုကျွန်တော်အရင်ပြောပြပေးသွားမှာဖြစ်ပါတယ် position ကဘယ်လိုမျိုးလဲဆိုတော့ဒီအောက်တဖုံးပေါ့နော်အောက်တဖုံးအနောက်နားကိုရှာလေးထောက်ထားမှာဖြစ်ပါတယ်ဒီလိုမျိုးပေါ့နော်အဲ့လိုမျိုးထောက်ထားပြီးသွားပြီဆိုရင်နောက်တစ်ခုကတော့ဒီပါဇက်ကိုအိုပုံစံမျိုးလေးလှုပ်ထားမှာဖြစ်ပါတယ်โอเคအဲ့ဒီပြီးသွားပြီဆိုရင်တော့ကျွန်တော်တို့ဒီလေမှုတ်ရတော့မယ့်အပိုင်းကိုရောက်လာပြီပေါ့နော်pause နဲ့ကလုံးဝအောက်ဝဖြစ်တဲ့အတွက်ကြောင့်မလို့လေမှုတ်ထုတ်ရမယ်ပေါ့နော်လေဘယ်လိုမှုတ်ရမလဲဆိုတော့ဒီပါးနှစ်ဖက်ကနေပြီးတော့ပေါ့နော်လေကိုအဲ့လိုပုတ်ပြီးတော့မှုတ်ထုတ်ရမှာပေါ့နော်မှုတ်ထုတ်တဲ့အပိုင်းကလည်းအရေးကြီးရယ်ဘယ်လိုမျိုးလဲဆိုတော့ तू ဟာဒီအဲ့လိုဘိုက်ထဲကလေတွေအကုန်လုံးဒီလိုမျိုးအဲ့လိုမျိုးမှုတ်ထုတ်လိုက်တာမဟုတ်ဘဲနဲ့ဘယ်လိုမျိုးလဲဆိုတော့ဒီလေချောင်းကနေပြီးတော့ပဲဒီမှုတ်ထုတ်ရမှာဖြစ်တယ်ပေါ့နော်ထပ်ချင်းတော့အဲ့လိုပဲထွက်နေပါလိမ့်မယ်ဒါပေမဲ့နောက်ပိုင်းမှာတော့တဖြည်းဖြည်းနဲ့ဒီကျင့်သားရလာပြီးတော့အဆင်ပြေပြီးတော့ဒီအတန် pause နဲ့ကိုတဖြည်းဖြည်းချင်းနဲ့ထွက်လာမှာဖြစ်ပါတယ်အဲ့လိုကနေပြီးတော့တဖြည်းဖြည်းကျင့်နဲ့ဒီ pause နဲ့အတန်ကိုတဖြည်းဖြည်းနဲ့ကလင်းလာမှာဖြစ်ပါတယ်ကလင်းလာပြီဆိုတော့နောက်ပိုင်းဘယ်လိုလုပ်လို့ရလဲဆိုတာကိုကျွန်တော် bonus အနေနဲ့ထပ်ပြီးတော့သင်ပေးမှာတခုရှိပါတယ်အဲ့ဒါကတော့ဒီ DJ scrap လိုမျိုးပေါ့နော်လုပ်တဲ့ပုံစံမျိုး pause နဲ့မှာသုံးလို့ရတယ်ပေါ့နော်အဲ့ဒါကိုဘယ်လိုလုပ်ရလဲဆိုတော့ဒါကတော့ pause နဲ့ရပြီးသွားရင်အဲ့လူတိုင်းနီးပါးအဲ့လိုမျိုး live လုပ်ကြရတယ်ပေါ့နော်အဲ့လိုမျိုးအတန်ကိုပါတခါတည်း pause နဲ့ရသွားတယ်တခါတည်းလုပ်လို့ရအောင်ကျွန်တော်ပြောပြပေးသွားမှာဖြစ်ပါတယ်ဆိုတော့အဲ့ဒါဘယ်လိုလုပ်လဲဆိုတော့အဲ့လိုမျိုးကတော့လူတိုင်းလောက်တတ်မယ်လို့ထင်တယ်အဲ့အတိုင်းပဲဘာမှမခက်ဘူးပေါ့နော်ဆိုတော့အဲ့ဒါဒီအဲ့လိုမျိုးပေါ့နော်သဘောတရားချင်းကတော့အတူတူပဲဖြစ်ပါတယ် pause နဲ့ကိုအဲ့လောက်ထိလှုပ်လာနိုင်ပြီဆိုကြတဲ့ဟိုကpause နဲ့ပတ်သက်ပြီးနည်းနည်းကောင်းလာပြီတော်တော်လေးကိုလှုပ်လာနိုင်ပြီလို့ပြောလို့ရတယ်ဆိုတော့အဲ့ရပြီးွားရင်ဒီ pattern ထဲမှာကျွန်တော်တို့ထည့်ပြီးတော့သုံးလို့ရပြီပေါ့နော်pattern ထဲမှာထည့်သုံးမှုကတော့ဒီကျွန်တော် pattern ကိုနှစ်ခုပေးမယ်ပေါ့နော်အရင်ဦးဆုံးအဲ့ pattern နှစ်ခုအတိုင်းလိုက်ပြီးတော့ကျင့်လို့ရတယ်ပေါ့နော်ပထမ pattern ကတော့โอเคအဲ့ဒါကိုကျွန်တော်လုပ်တာနည်းနည်းမြန်နေရဆိုတော့အနည်းကနေစပြီးတော့ဒီကျင့်ကြည့်မယ်ပေါ့နော်โอเคစသဖြင့်ပေါ့နော်အဲ့လိုတဖြည်းဖြည်းမြန်ပြီးတော့ကျင့်မယ်ပေါ့နော်စစချင်းမရသေးရင်တော့ဒီအနှေးကနေလုံးဝအဲ့လိုမျိုးအမြန်အထိကိုတေချာကျင့်ရမယ်ပေါ့နော်အမြန်ကြီးကိုတန်းကျင့်သွားရင်တော့အဲ့လုံးဝဟိုကလင်းမဖြစ်တော့ဘူးပေါ့နော်အဲ့လိုမျိုးဖြစ်သွားနိုင်တယ်ဆိုတော့ဒီ B-Box စလုပ်တဲ့ဟိုကဒီအကျင့်လုပ်ထားဖို့လိုအပ်တယ်ပေါ့နော်အကျင့်မလုပ်ထားလို့ရှိရင်ဒီအမြန်ကြီးအတိုင်းပဲဆက်လုပ်ရင်းနဲ့အဲ့လိုမျိုးဒီလုပ်တဲ့အတန်တွေကကလင်းမဖြစ်တော့ဘူးပေါ့နော်အဲအကြောင်းလို့ကိုဒီမရသေးတဲ့အတန်တကူကိုကျင့်ပြီးတော့နည်းနည်းလေးမပီကလာဖြစ်နေရဆိုရင်အဲ့လိုမျိုးအနှေးရနေပြီးတော့အမြန်ကိုကျင့်မှုအတွက်ကျွန်တော်လုံးဝ recommend ပေးရပေါ့နော်အဲ့ဒါလုံးဝဒီနောင်ရေးပါပေါ့နော်နောင်ရေးမှာလုံးဝကလင်းဖြစ်မဲ့ B-Box တယောက်ဖြစ်လာမယ်ပေါ့နော်အဲ့ဒါတော့ကျွန်တော်ရဲကြီးအာမခံတယ်ပေါ့နော်အဲ့အကြောင်းမလို့စကျင့်နေကွာဒီအတန်တကူကိုကျင့်တော့မယ်ဆိုအနှေးရနေပြီးတော့အမြန်ကိုကျင့်မှုကျွန်တော်တိုက်တွန်းတယ်ပေါ့နော်ဒုတိယပဒံကတော့
ဆိုတော့ကျွန်တော်နဲ့အတူတူခုနလိုပဲအနှစ်ရနေပြီးတော့စပြီးတော့ live ကျင်းကြည့်မယ်ပေါ့နော် okayခုကျွန်တော်တင်ပေးလိုက်တဲ့ force နဲ့ laser ဖြစ်တဲ့အတန်ကိုအားလုံးပဲရကြမယ်လို့ထင်တယ်ဆိုတော့နောက်ထပ်သိချင်တဲ့အတန်လေးတွေပဲဖြစ်ဖြစ် B-box နဲ့ပတ်သက်ပြီးတော့သိချင်တဲ့မေးခွန်းလေးတွေပဲဖြစ်ဖြစ် comment မှာရေးခဲ့လို့ရတယ်ပေါ့နော် okay ဆိုတော့အခုတင်ပေးလိုက်တဲ့ force နဲ့အတန်ကိုလည်းမရှင်းတာပဲဖြစ်ဖြစ်တခုခုတိုးတက်လာတာပဲဖြစ်ဖြစ်မရသေးတာပဲဖြစ်ဖြစ်အဲ့လိုမျိုးတခုခုကိုအဲ့လို feedback လေးဖြစ်ဖြစ်ပေါ့နော် comment မှာမှန်းခဲ့လို့ရပါတယ်ဆိုတော့ကျွန်တော်နာမည် Green လို့ခေါ်ပါတယ်နောက်ဗီဒီယိုမှာကျွန်တော်တို့ရေပြန်ဆုံကြပါမယ်ဗျာ